မေတ္တာဆိုတဲ့တရားဟာအလွန်သတ်စင်တဲ့အကောင်းတရားဖြစ်တယ်သို့တော့ဘာကနေဝင်ပြီးတော့မေတ္တာရောင်ဆောင်ပြီးတော့လှိစားတတ်တယ်လောကလူသားတွေဟာဘယ်လိုအလှိစားခံနေရသလဲဆိုတာဒီကျမ်းမှာထင်ထင်ရှားရှားဖော်ပြထားတယ်ရှင်တုယောမှာတရားနှစ်ခုမေတ္တာနဲ့ရာဂဆိုတာလောဘပဲမေတ္တာနဲ့ရာဂကလည်းကိုနှစ်သက်ပြီးဆိုလို့ရှိရင်နှစ်သက်တဲ့ပုဂ္ဂိုလ်ရဲ့အကျိုးစီးပွားကိုလိုလားတယ်မေတ္တာကလည်းအကျိုးစီးပွားကိုလိုလားတယ်အရာထဲမှာကြည့်လေမကွဲတော့မေတ္တာနဲ့သုံးနေတဲ့အရာထဲမှာသုံးတာကတဏှာရာဂပံရောစဉ်ကိုရည်ရွယ်ပြီးတော့သုံးတဏှာရာဂကိုရည်ရွယ်သုံးမိမယ်လို့လူတွေကတဏှာလို့မပြောကြဘူးမေတ္တာလို့ပဲပြောကြအေးဘယ်သူအပေါ်မေတ္တာရှိတယ်ဘယ်ဝအပေါ်မေတ္တာရှိတယ်ဆိုပြီးတော့မေတ္တာဆိုတဲ့စကားလုံးနဲ့တဏှာရာဂဆိုတဲ့ဒီစကားလုံးတို့ရဲ့ဆောင်ရွက်မှုအသွင်တရံလေးကအမှန်တမ်းနီးကပ်တယ်နီးကပ်တဲ့အတွက်ကြောင့်မေတ္တာအစစ်ကိုရဖို့ရအတွက်တဏှာရာဂကမေတ္တာရောင်ဆောင်းဆောင်နေသည့်အတွက်ကြောင့်တခါတည်းရန်မေတ္တာအစစ်မဖြစ်ဘဲနဲ့တဏှာရာဂကိုမေတ္တာထင်ပြီးတော့အတုကြီးပဲရလိုက်တာညာတယ်ပေါ့မေတ္တာဆိုတာအလွန်တန့်စင်တဲ့အေးမြတယ်ကိုယ့်အတွက်မစင်စားဘူးသူ့အတွက်ပဲစဉ်းစားမေတ္တာရဲ့သဘောတရားတဏှာကြတော့အဲ့လိုမဟုတ်ဘူးတစ်ဖက်သားကိုချစ်ခင်တာချင်းတူပေမဲ့လို့ကိုယ့်အတွက်စဉ်းစားလာတယ်စဉ်းစားလာတဲ့နောက်မှာပူလောင်လာတယ်လက်လွတ်ဆုံးရှုံးမခံနိုင်ဘူးဆိုတဲ့သဘောတွေပါလာအဲ့ဒါကတဏှာရာဂအဲ့ဒါနဲ့ပတ်သက်ပြီးတော့လှည့်စားမှုတွေအကြောင်းကိုရေးတဲ့အခါမေတ္တာယနာမုခေနရာဂောဝင်စေတိမေတ္တာယနာမုခေနမေတ္တာရှိတဲ့အောင်ဆောင်တဲ့အနေအားဖြင့်ရာဂောရာဂတရားကဝင်စေတိစိတ်ကိုလှည့်စားသွားတယ်စိတ်ကိုလှည့်စားရင်ထိုစိတ်ဖြစ်တဲ့ပုဂ္ဂိုလ်လေးလှည့်စားခံရရတယ်ပေါ့ဒီလိုဆိုလိုတာပေါ့အဲ့တော့ဘုန်းကြီးတို့တွေမေတ္တာအစစ်ရဖို့အတ္တမကိစ္စရမေတ္တာအစစ်မဟုတ်ဘဲနဲ့ရာဂကိုမေတ္တာထင်ပြီးတော့လက်ခံထားမယ်ဆိုလို့ရှိရင်ရာဂကအကုသိုလ်တရားရဲ့တဘာဝကတာဝိစ္စအပြည့်ရှိတယ်ဒုက္ခဝိပါကလက္ခဏာဆင်းရဲတဲ့အကျိုးထုတ်လုပ်တယ်ဒါကအကုသိုလ်ပဲမေတ္တာဆိုတာတော့အဒေါသအမုန်းကင်းပြီးတော့ကောင်းကျိုးချမ်းသာအောင်လိုလားတာမေတ္တာအဲ့ဒီမေတ္တာတရားဟာတန့်စင်တဲ့မွန်မြတ်တဲ့ကုသိုလ်တရားဖြစ်တယ်ကုသိုလ်မှန်လို့ရှိရင်အနဝိဇ္ဇအပြစ်ကင်းတဲ့ဒုက္ခဝိပါကလက္ခဏာချမ်းသာသောအကျိုးကိုပေးတဲ့သွင်ပြင်လက္ခဏာရှိတယ်လို့ဒီတဘာဝတရားနှစ်ခုဟာအကျိုးပေးဆိုဆက်ခြင်းအင်္ဂမကွာခြားသို့တော်လည်းအသွင်တရံချင်းကအမတမတူတယ်တူသည့်အတွက်ကြောင့်ရာဂနဲ့မေတ္တာရောထားပြီးတော့မေတ္တာအစစ်ကိုရဖို့အမတမခဲနေရာဂကမေတ္တာရောင်ဆောင်းပြီးတော့လှည့်စားသွားတတ်ပါတယ်တဲ့တာပြောတာ